Hello အားလုံးပဲမင်္ဂလာပါခရစ်ရှားပါဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းလေးကတော့ဘန်ကောက်ကိုရောက်နေတဲ့လူငယ်တွေအနေနဲ့အလုပ်ရှားတာလည်းအဆင်မပြေဘူးပြီးတော့ဘာလို့မှလည်းမသိဘူးအဲ့လိုမျိုးဖြစ်နေရလဲပြောင်းနေရဆိုပြီးတော့အမကိုခင်နဲ့မောင်လေးမလေးချိုးကမေးထားတယ်ပေါ့အဲ့ဒီပုံမူတည်ပြီးတော့အမအနေနဲ့ပြောပြပေးခဲ့တဲ့အကြောင်းလေးတွေကို sharing လုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့အဓိကကကိုကဘာလုပ်ချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာကိုသိအောင်အရင်ဆုံးလေ့လာဆန်းစစ်ရမှာပေါ့နော်ကိုမေးရမယ်ငါဘာလုပ်ချင်တာလဲငါဘာဖြစ်ချင်တာလဲအဲ့ပုံမူတည်ပြီးတော့မှကိုရောက်နေတဲ့အနေအထားကမဟုတ်ဘူးငါကတော့ရတဲ့အလုပ်ကိုပဲအစီအပြေလို့ဝင်ပြီးတော့လုပ်လိုက်မယ်အဲ့လိုမျိုးအခြေအနေချင်းကပေါ်လဲမူတည်တာပေါ့နော်အဲ့တော့အဲ့အခြေအနေချင်းကပေါ်မူတည်တဲ့အချိန်မှာကိုကရတဲ့အလုပ်ကိုမလုပ်ဘူးလို့ရှိရင်ကိုကနောက်ပိုင်းအနာဂတ်အတွက်လည်းကိုကစဉ်းစားထားမယ်ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့ဆန္ဒတွေဆိုတာတော့လူတိုင်းမှာတော့ရှိတယ်အဲ့တော့အဓိကကိုဘာဖြစ်ချင်တာလဲကိုရဲ့ဝါသနာကဘာလဲဆိုတာကိုသိအောင်လုပ်ပွားလို့ရှိရင်စာအုပ်တုပ်ယူပြီးချရေးငါဖြစ်ချင်တဲ့ဟာတွေငါလုပ်ချင်တဲ့ဟာတွေချရေးပွားလို့ရှိရင်ငါကဘာတွေထပ်ဖြည့်ဖို့လိုလဲဥပမာဆိုလို့ရှိရင်ငါ digital marketing ကိုငါ professional သွားချင်တယ်ဆိုရင် digital marketing နဲ့ပတ်သက်တဲ့သင်တန်းတွေတက်တာတို့ digital marketing နဲ့ပတ်သက်ပြီးတော့အလုပ်တွေကို internship ဝင်ပြီးတော့ရှောက်တာတို့ပြီးတော့ work from home လုပ်လို့ရတဲ့အပိုင်းတွေလည်းရှိသလို YouTube တို့ Facebook တို့မှာလည်းဒီ group တွေမှာမေးပြီးတော့လည်းလေ့လာလို့ရတယ်ပြီးတော့နောက်တဲ့ content marketing ဆိုတာလည်းရှိတယ် content writing ပေါ့နော် work from home လုပ်လို့ရအလုပ်လေးလည်းရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကမသိဘူးခုမှစပြီးလေ့လာမယ်ဆိုလို့ရှိရင်လည်းဒီ Facebook မှာအများရေးထားတဲ့ content လေးဖတ်ကြည့်တာတို့အဲ့လိုမျိုးပေါ့တနေ့ကိုအဲ့လို5မိနစ်10မိနစ်15မိနစ်လောက်အချိန်လေးပေးပြီးတော့ကိုဖြစ်ချင်တဲ့ဟာတွေအချိန်အများကြီးရရင်တော့အချိန်အများကြီးပေးပေါ့နော်နိုင်ခွဲတစ်နာရီကိုဖြစ်ချင်တဲ့ဟာတွေကိုဖြည့်ပွားလို့ရှိရင်ကိုလှုပ်ချင်တဲ့အိမ်မက်တွေ dream တွေကိုတော့တဖြည်းဖြည်းနဲ့နီးကပ်လာမှာပဲလေအဲ့တော့အဓိကကိုဘာဖြစ်ချင်လဲဆိုတာကိုမေးပွားလို့ရှိရင်ကိုလှုပ်ထိုက်တဲ့ဟာတွေကိုဖြည့်ပေါ့နော်ဖြည့်ပြီးလို့ရှိရင်တော့ကိုလှုပ်ချင်တဲ့ dream ကတော့ရောက်ဖို့နီးစပ်လာမယ်ဆိုအမကတော့အကြံပေးဖြစ်ပါတယ်ရှင်အဲ့ဒါလေးတစ်ချက်ဒီမှာ sharing လုပ်ပေးတာပါဒီချက်ပြီးတော့သိချင်တဲ့ဟာတွေလည်းအမကိုလာမေးလို့ရပါတယ်ရှင်အမလည်းအမသိတဲ့လောက်တက်တဲ့လောက်လေးပြန်ပြီးတော့ knowledge sharing လုပ်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye